လေရင်တစည်းကိုတာမန်တနက်ငယ်တစ်လက်နဲ့ပစ်ချခဲ့သူစီးနှင်းလာတဲ့လေရင်ဟာရန်သူပစ်ခတ်မှုကြောင့်ထိမှန်ခံရတဲ့အခါသူဟာလေထီးနဲ့ခုန်ချလိုက်ခဲ့ပါတယ်။ဒါပေမဲ့သူဟာမြေပြင်စီကိုဆင်းသက်နေစဉ်မှာလည်းရန်သူတွေကဆက်လက်ပစ်ခတ်နေစေဖြစ်တာကြောင့်သူဟာတေဟန်ဆောင်နေလိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာရန်သူလေရင်တစင်းကသူ့ကိုစစ်ဆေးဖို့နီးကပ်စွာပြန်တန်းလာပြီးလေရင်အမိုးဖွင့်လိုက်တဲ့အခိုက်မှာပဲသူဟာခါးမှာချိတ်ထားတဲ့တနက်ငယ်ကိုလျှက်တစ်ပြက်ဆွဲထုတ်လိုက်ခဲ့ပါတယ်။ပြီးရင်ရန်သူလေရင်မှုကတုတ်ပြန်ဖို့မတက်နိုင်ခင်မှာသူဟာလေရင်တွင်းခန်းထဲကိုတနက်ကြည်စံ၄ချက်စာပစ်လိုက်ခဲ့ပါတယ်။အဲ့ဒီအခါရန်သူတိုက်လေရင်မှုဟာမထိန်ချုပ်နိုင်တော့ပဲပြိုကျသွားခဲ့ပြီးသူကတော့မြေပြင်ပေါ်ကိုဘေးကင်းစွာနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်။မြေပြင်မှာသူဟာဖမ်းဆီးခံခဲ့ရပေမဲ့လည်းနောက်ပိုင်းမှာတော့သူ့ကိုသူ့ရဲကောင်းဖြစ်နေဂုဏ်ပြုခဲ့ကြပါတယ်။စိန်နဲ့လှုပ်ထားတဲ့ကြည်စံကိုပြစ်မယ်ဆိုဘာဖြစ်မှာလဲစိန်နဲ့ပြုတ်လှုပ်ထားတဲ့ကြည်စံကိုပြစ်လိုက်မယ်ဆိုရင်စိန်ဟာကဘာပေါ်မှာအမာဆုံးတတုရိုင်းဖြစ်တာကြောင့်ဘယ်အရာကိုမဆိုဖောက်ထွင်းနိုင်တယ်လို့ထင်စရာရှိပါတယ်။ဒါပေမဲ့စိန်ဟာကျွတ်ဆက်လွယ်တဲ့တတိလည်းရှိပါတယ်ဆိုလိုတာကအလွန်ပြင်းထန်တဲ့အသက်ရောက်မှုကိုမခံနိုင်ပဲကွဲထွက်သွားတတ်တာပါဒါကြောင့်ပြစ်လွတ်တဲ့အချိန်မှာတနက်ပြုံအတွင်းကဖိအားဟာကြည်စံကိုပြိုနေကတော့မထွက်ရသေးခင်မှာစိန်ကိုကွဲသွားစေနိုင်ပါတယ်ဒါဆိုဒူးလေးနဲ့ပြစ်မယ်ဆိုရင်တော့ဖိအားလျော့နေတာကြောင့်စိန်ကိုမကွဲမပြတ်ရှိစေနိုင်ပါလိမ့်မယ်ဒါပေမဲ့ဒီလိုအရှိန်နည်းနည်းနဲ့သွားမှာဖြစ်တဲ့အတွက်ထိခိုက်ပျက်စီးမှုအကြီးအကျယ်ဖြစ်စေဖို့မြန်ဆန်စွာသွားနိုင်မှာမဟုတ်ပါဘူး